ကျွန်တော်ဟိုတနေ့ကတော့ငါရေးတဲ့စာလေးလို့ပဲပေါ့နော်တခါတလေကြာလို့ရှင်တော့အဲ့လိုဟိုစွန့်ပြရမယ်အမိုက်တွေကိုသိမ့်ပြီးတော့တခါတည်းကျွန်မပတ်ဝန်းကျင်မှာရှုပ်လာတယ်ပေါ့နော်အဲ့ဒါလည်းဟုတ်တယ်ဒါနဲ့ဒီနေ့သူတို့လက်ကန်းစာဆောင်လေးတွေဝေတော့လေသူဒီလိုစာရွက်ကလေးတွေသူကဘာပါလဲဆိုတော့လေသူကအဲ့လိုဖျောင်းသားလေးတွေပါတယ်ပေါ့နော်ဖျောင်းသားလေးတွေပါတယ်ကသူကပြောင်လေးရိုးဒီစာရွက်တွေလို့မဟုတ်ဘူးရိုးဒီစာရွက်တွေကကြတော့ဟိုစာပေါ့နော်ဟိုဒီဟာကသူကချောတယ်ပေါ့နော်ဆိုတော့သူကအဲ့လိုရေးတွေပါတယ်ဆိုရင်လည်းအဆုတ်ခံနေတယ်ကွာဒီရိုးစာရွက်တွေထက်စားဆိုတော့အဲ့ဒါလေးကိုကျွန်မအဲ့လက်ကန်းစာဆောင်လေးကိုကျွန်မစွန့်ပစ်မယ်ပေါ့နော်စွန့်ပစ်မယ်ပေါ့ဆိုပြီးတော့မှကျွန်တော်ကြည့်ရင်ဘာဖြစ်လာလဲဆိုတော့တခါအဲ့နှမျောတဲ့စိတ်ကအသက်ကလေးရရလာတော့အဲ့လိုနှမျောတဲ့စိတ်ကဖြစ်လာတော့အဲ့တော့ကျွန်မဘာလုပ်မလဲဆိုရင်ဒီမှာဒါလေးကတော့ကျွန်တော်တို့အိမ်သာ3စက်ကူလေးတွေပေါ့နော်ဟိုကဖြစ်လာပြီဆိုရင်အဲ့ဒါဒီဟာလေးကိုကျွန်မပြစ်ခါနေဆိုရင်အဲ့ဒါသိမ့်ပြီးတော့တခါလေးအနားမှာဆိုပြစ်စရာတွေရတယ်လို့ဖြစ်အဲ့တော့ကျွန်မဒါလေးကိုဘာလုပ်မလဲဆိုတော့ဒီအိမ်သာ3စက်ကူကျွန်မဘောပင်လေးထည့်ဖို့ပေါ့နော် holder လေးပေါ့နော်pencil holder လေးလုပ်နေပေါ့ဆိုတော့ကျွန်မဒါလေးကိုဒီစာရွက်ကလေးကိုခဲတံလေးနဲ့ကျွန်မလှိတ်လိုက်တယ်ပေါ့နော်ခဲတံလေးနဲ့ဒီလိုမျိုးသားကိုလှိတ်လိုက်တယ်ဒီလိုမျိုးပါဆိုကျွန်မလက်တစ်ဖက်ကကင်မရာကင်ထားလို့ပေါ့နော်ဆိုတော့ဒါလေးကိုဒီလိုလှိတ်လိုက်တယ်ဒီလိုလှိတ်လိုက်တဲ့အခါမှာဘာသတိထားရမလဲဆိုတော့ကို့မှာဘယ်လိုတန်ချောင်းရှိရှိရှိရင်တော့အဆင်ပြေတာပေါ့နော်တန်ချောင်းရှိရှိမရှိရင်တော့ကျမတို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဟုတ်ဒီလိုလှိတ်လိုက်တဲ့အခါမှာသူကဒီခဲတံရဲ့အဆုံးကိုရောက်ခါနေဆိုသူ့ကိုနည်းနည်းလေးဆွဲထုတ်ပြီးတော့မဟုတ်လို့ရှိရင်ဒီခဲတံလေးကိုပြန်ဆွဲထုတ်ရတာဟိုခက်တယ်ပေါ့နော်ဒါကတော့ကျွန်မကို့မှာရှိတဲ့ပစ္စည်းကိုသုံးထားတဲ့အတွက်ကြောင့်တခါအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကိုဘာလုပ်လို့ရလဲဆိုတော့ပေါ့နော်ဒီလို get to လေးပေါ့ get to လေးဆိုလို့ရှိရင်ဒီကျွန်တော်တို့သူ့အောက်မှာဒါလေးကျွန်မ get to ပဲเนาะကျွန်တော်တို့ဒါဆေးတုပ်ထားတဲ့ဟာလေးဆေးမတုပ်တဲ့ရိုးဟာလည်းရတယ်ပေါ့အဲ့လိုကျွန်မပစ္စည်းတစ်ခုကိုဖြစ်တော်မယ်ဆိုအဲ့လိုကျွန်တော်တို့ဟိုပစ္စည်းကိုဝယ်လို့လေ supplier တွေစီရတဲ့ပစ္စည်းတွေကို get to လေးဆိုရင်ကျွန်မမပြစ်ဘူးအဲ့လိုပဲဟိုဘူးတွေပါတယ်ပေါ့နော်ဘူးတွေပါတယ်ဆိုတော့ညက်ပြီးတော့တခါလေကျရင်ဒီပေါ်မှာကျွန်မစာလေးတွေရေးတယ်လက်ရေးလာကျင့်တယ်ဒါမှမဟုတ်လို့ရှိရင်ဟွာလုပ်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးကိုဒီမှာခံလိုက်ပြီးတော့မှဥပမာကျွန်တော်တို့သူ့ရဲ့ size နဲ့ဒါပေါ့နော်ခုနလိတ်ထားတဲ့ဟာလေးကိုပေါ့နောက်ကျရင်တော့ကျွန်မဗီဒီယိုလေးပြန်ပြမယ်ပေါ့နော်ဟို full video လေးလုပ်ပေးမယ်ဆိုတော့အဲ့ဒါလေးကိုသူ့ကိုဒီတလုံးစာလေးပေါ့နော်ပို့ပြီးတော့မှဆွဲပြီးတော့ညှက်လိုက်ပေါ့နော်ဒီလိုမျိုးပါပို့ပြီးတော့ညှက်လိုက်ပြီးတဲ့အခါမှာဆိုရင်ဒါလေးတွေကိုဒီရဲ့ဘေးနားမှာသူ့ရဲ့အရွယ်တော်လေးတွေဖြတ်ပြီးတော့ထောင်သွားလိုက်တဲ့အခါမှာဆိုလို့ရှိရင်အရန်ကိုလှတယ်နော်ဘာဖြစ်လို့လဲဆိုတော့သူ့မှာဟိုစားပေါ့နော်ဟို printed လုပ်ထားတဲ့ design လေးရှိအောင်ဆိုတော့အရန်လှတယ် pencil holder လေးရမယ်လို့နော်ဒါလေးကကိုလုပ်လို့ရတဲ့ဟာလေးပေါ့နော်ဟိုကိုရဲ့အဲ့လိုစွန့်ပစ်ပစ္စည်းလေးနဲ့လုပ်လို့ရတဲ့ဟာလေးပါနော်ဒီလိုမျိုးသူလိုတလောက်ဖြတ်ဒီလိုရိုးစာရွက်တွေကြတော့ကျမတို့က glue နဲ့ကတ်လို့ရပါမယ်လို့ဒီဟာကကြတော့သူကနည်းနည်းလေး super glue လောက်လေးနဲ့အဲ့လိုလိတ်ပြီးသွားပြီးအဆုံးရောက်လာပြီဆိုရင်ဒါအခုနကကျမကတ်စရာမရှိတော့ glue မရှိတော့ကျမဟိုဟာလေးနဲ့ကတ်ထားတယ် masking tape လေးနဲ့ကတ်ထားတယ်ပေါ့နော်ဆိုတော့ masking tape လေးနဲ့ကတ်ထားပြီးသွားလို့ရှိရင်ကိုကဒါမျိုးလေးတွေလို့ပေါ့နော်နောက်တစ်မျိုးကြတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒါတော့ကျွန်မကြုံမှထပ်ပြမယ်ပေါ့နော်အဲ့ဒါဗာလဲဆိုရင်ဒီဟာလေးတွေကိုကျွန်မတို့ကလှိတ်လိုက်တာပေါ့နော်အဲ့လိုမျိုးပြားအောင်ဖိပြီးတော့လှိတ်လိုက်တယ်ဒီလိုမျိုးစားလေးပေါ့နော်အလိတ်ကလေးရလာပြီးတဲ့အခါမှာကိုဒီမှာအဲ့လိုမျိုးတက်ကတ်လို့ရတယ်ပေါ့နော်အဲ့လိုဒီဇိုင်းလေးအနေနဲ့ကတ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုဘာလုပ်လဲဆိုလို့ရှိရင်ဒီလိုမျိုးစားနေရာလေးမှာတစ်ခုအဲ့လိုအများကြီးပေါ့နော်ထားပြီးတော့မှဆိုလို့ရှိရင်ကိုဟို coaster လို့ခေါ်တဲ့အဲ့လိုဟင်းအပေါင်းဗာလဲဟိုဒီလိုမျိုးစားပေါ့နော်ဒါ coaster ကျမတို့လှုပ်ထားတဲ့ဈေးတုပ်တဲ့ဟာလေးနဲ့လှုပ်ထားတဲ့ဟာအဲ့လို coaster လို့ခေါ်တဲ့အဲ့လို coffee ကွက်တင်တဲ့ဟာလေးတွေဒီလိုမျိုးစားလေးပေါ့နော်အဲ့လို coffee ကွက်တင်တဲ့ဟာလေးတွေကိုဒါနဲ့လုပ်လို့ရတယ်ဆိုတော့ဒီဟာကသူကဖျောင်းပါတာလားသူကဘာလဲမသိဒီလိုစာရွက်တွေကလေအဲ့လိုဝေစာလေးတွေကလေအရန်ကိုသူကပို့ပြီးတော့ဒီလိုရိုး paper တွေထပ်ဆိုင်သူကရေးဆိုလက်ခံတယ်ပေါ့နော်အဲ့ဒါလေးတွေလုပ်လို့ဒါကတော့ခုနကတော့ဒီရဲ့ဟိုပစ္စည်းလေးတွေကိုအသုံးပြုပြီးတော့မှဒီလိုမျိုးဟာလေးတွေကျမတို့လုပ်လို့ရတယ်ပေါ့နော် coaster ဆိုတာကကြတော့အဲ့လိုအေးတွေအပူတွေခံတဲ့ခွက်အောက်မှာပေါ့နော်ဇပွဲတွေဘာတွေကို mark မဖြစ်သွားအောင်လို့ခံတဲ့ဟာလေးเนาะနောက်တစ်ခုကြတော့ဒါကြတော့fruit ပေါ့နော်တစ်တီတွေထည့်တဲ့ဘိုးလေးအဲ့ဒါကိုကြတော့
အဲ့ဒီဘိုးရဲ့အထဲမှာကျမတို့ဟိုပါပေါ့နော်အဲ့ဒါလေးတစ်ခုစီစီလိုက်တာပေါ့နော်နောက်တစ်ခုကျတော့ဒါလေးကျတော့ ball pen နေခဲတန်နေထဲတဲ့ holder လေးပေါ့နော်အဲ့ဒါကအိမ်သာ3စက္ကူ paper လေးကိုအထဲမှာခံပြီးတော့သူ့ကိုဘေးနားမှာလုပ်တယ်ဒါကတော့ဖုန်းတင်တဲ့ stand လေးပေါ့နော်ဒါကတော့ဘာပဲဖြစ်ဖြစ် handmade ဖြစ်ပါတယ်